ရှင်ချာပါစေးငှက်ချိတ်ပြောင်းဖူးလေးတွေရောက်ပါတယ်ရှင်အခွန်လေးတွေကအညိုရောင်လေးတွေပါနော်သူကနည်းနည်းနှူးတဲ့ဟာကြတော့ဒီလိုအစိမ်းရောင်ဖက်တန်းပါတယ်အထက်ကအစံလေးတွေကငှက်ချိတ်ပြောင်းလို့ပဲစီစီပိုင်ပိုင်လေးတွေပါရှင်ချာပါစေးငှက်ချိတ်လေးတွေပါ9ဖူးကို9500 10ဖူးကို1000ခွဲနဲ့ယူပါရှင်မှားမယ်ဆို4395လေးတော့ဖုန်းဆက်ပြီးမှာလို့ရပါတယ်အမှားပေးပြီးတော့အဖူး90လောက်အပိုရပါသေးတယ်ရှင်စေးငှက်ချိတ်ပြောင်းလေးကချပါလေးပါနော်တစ်နှစ်မှတစ်ချိန်ပဲပါတာပါရှင်အဖူး site ကတော့မညီပါဘူးရှင်မ9ဘူးကို9500 10ဘူးကို1000ခွဲနဲ့ယူပါချင်းဒီလိုမျိုးစိတ်ငှက်ချိတ်ပြောင်းလေးရကျမ်းမိုင်နဲ့လည်းအရန်ညီပါလေရှင်အမှားပြီးပြီးတော့အဖူး90လောက်အပိုရပါအောင်မယ်ရှင်ဒါပန်းသီးစိမ့်လေးတွေပါရှင်စေဘက်ဝင်ပန်းသီးစိမ့်လေးတွေပါကင်ဆာသမားတွေတစ်နေ့ကိုတစ်လုံးစားပေးသင့်ပါတယ်မားကတ်တွေမှာတစ်လုံးကို9000ရောင်းတဲ့ site တွေပါမိမိရှိမှာတစ်လုံးကို4000နဲ့ပဲယူပါရှင်10လုံးယူမယ်ဆိုရင်3800 5လုံးကို2000နဲ့ယူပါရှင်ဒီနေ့မှဝင်တဲ့ပစ္စည်းအသစ်တွေပါဒါစေဘက်ဝင်ပန်းသီးစိမ်းစစ်ပါရှင်ဒါလေးကတော့ကျွတ်လေးတွေပါတော့ကျွတ်ပန်းသီးက1ကီလို18000 2ကီလို3000ခွဲပါရှင်1ကီလိုကို6လုံးကနေပြီး10လုံးဝန်းကျင်ချရပါတယ်နော်အခုမှရောက်တဲ့လက်လက်ဆက်ဆက်လေးတွေပါမှာမယ်ဆို4395လေးတော့ဖုန်းဆက်ပြီးမှာလို့ရပါတယ်အိမ်မှာစိတ်ကြိုက်လာဝယ်လို့လည်းရပါတယ်ရှင်အိမ်မှာလာဝယ်မယ်ဆိုရင်12မြင်းဆောင်လေးတော့အောင်ဖြူဝင်လန်းချွေပောက်ကန်ကိုစိတ်ကြိုက်လာရွေးလို့ရပါတယ်ရှင်ဒါလေးကပန်းသီးစိမ်းလေးတွေပါနော်9လုံးကို2000 10လုံးကို3800နဲ့ယူပါရှင်မမေကဓာတ်ရိုက်ကုန်တယ်ဓာတ်ရိုက်မှာထားတာဖြစ်တဲ့အတွက်ဝယ်သူတွေကိုအတန်ဆုံးဖြောင်းပေးနိုင်တာပါတောကျွတ်က1ကီလို18000 2ကီလို3000ခွဲပါရှင်ဒါစေဘက်ဝင်ပန်းသီးစိမ်းလေးက10လုံးကို3800 9လုံးကို2000နဲ့ယူပါရှင်ဒါလေးကစင်းငှက်ချိတ်ပြောင်းမှုလေးတွေပါနော်ရန်ကုန်မြို့တစ်မြို့လုံးမှာမင်းနဲ့နောက်တဦးညီမလေးတဦးနဲ့2ဦးပဲရှိပါတယ်နော်အဖူးရေ150ပဲပါပါတယ်အမှားပြီးပြီးတော့အဖူးရေ50ဝန်းကျင်လောက်ပဲရပါမယ်ရှင်မစိငှက်ချိတ်ပြောင်းစစ်ပါသူက9ဘူးကို9500 10ဘူးကို1000ခွဲပါရှင်မှာမယ်ဆို4395လေးတော့ဖုန်းဆက်ပြီးမှာလို့ရပါတယ်ရန်ကုန်မြို့တစ်မြို့လုံးအိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင်ကျေးဇူးပါ